ရှင်းမှာဒီ speaking ကိုဒီလောက်အထိပေါ့နော်ကိုကဘာတူလဲဆိုတာမျိုးရယ်ပြီးလို့ရှိရင်ဖေကဘာကိစ္စနဲ့ဒီကိုလာလဲဆိုတာမျိုးရယ်ပြောနိုင်ခဲ့ပြီဆိုတော့အဲ့ဒါလေးသင်ခဲ့ပြီဆိုတော့ပေါ့နော်ဒီတစ်ခေါက်မှာကတော့ဒီမှာပေးထားတဲ့စလုံးလေးတွေကိုသုံးပြီးတော့မှကိုအကြောင်းကိုမိတ်ဆက်ပေးပါမယ်နော် Okay အဲ့တော့အရင်ဆုံးစပြီးတော့ကိုမိတ်ဆက်ပေးပါမယ်ဒီမှာ hello hi nice to meet you you two here on business on holiday to study now yes and now no and you I'm here စတဲ့စလုံးလေးတွေပေးထားပါတယ်အဲ့တော့တကယ်ချင်းနှစ်ယောက်ရှိလို့ရှင်တော့နှစ်ယောက်အပြန်အလှန်ပြောပေါ့နော်တယောက်တည်းဆိုလို့ရှင်တော့တယောက်တည်းကိုဒီ A ရဲ့ role ကိုတော့ B ရဲ့ role ကိုတော့နော်နှစ်ယောက်စာကိုပါကိုတယောက်တည်းနဲ့ပြောလိုက်ရင်ပို့ပြီးတော့စီကြည့်ပါလိမ့်မယ်နော်အဲ့တော့စာကြည့်အောင်ပါ hello ဆိုပြီးတော့စပြီးတော့ပြောထားတယ်ဟလား hello ရေကိုအကြောင်းကြီးကိုခြေကတော့တစ်ခါလေးထည့်ပြီးတော့ပြောပါမယ်နော် hello I apostrophe N L Q E L C okay hi I am okay hi I am ရဲ့နေရာမှာတော့ခြေကအလီစာရဲ့နာမည်ကိုသုံးလိုက်ပါမယ်နော် hi အဲ့တော့ I am Elisa okay တဲ့ Elisa နဲ့နှစ်ယောက်ပြန်ပြန်ပြောရပုံစံလိုက်မယ်နော်အဲ့တော့ A ချေကတော့ A ရဲ့ rule ကိုလိုက်ပါမယ် Elisa ကိုတော့ B ရဲ့ rule ကိုပြလိုက်ပါမယ်နော်အဲ့တော့ခြေက A ကနေပြီးတော့မှ Elisa ကိုပြန်ပြောမယ် nice to meet you Elisa you too အဲ့တော့ Elisa ကဒီ B ကိုပြန်ပြောရမယ် you too ဟုတ်လားပြီးလို့ရှိရင်ဒီမှာဒီကလုံးကအနောက်ကဟာတွေအကုန်လုံးကိုသုံးလို့ရပါเนาะ are you here on business ဒါမှမဟုတ်လို့ရှိရင် are you here on holiday ဒါမှမဟုတ်ရင် are you here to study เนาะအဲ့လိုမျိုးပြန်ပြီးတော့မေးသေးတယ်ပေါ့เนาะဆိုတော့ဒီမေးခွန်းတွေကနေခြေကလောဆယ်ကတော့ပထမဆုံးတစ်ခုဖြစ်တဲ့ are you here on business ကိုသုံးပြီးတော့မှမေးခွန်းပေးလိုက်ပါမယ်เนาะဆိုတော့ are you here on business yes I am ဒါတော့ခြေပြန်ဖြေရပါတော့ A ကိုပြီးတော့ yes I am okay and you เนาะဒါပြီးလို့ရှိရင်ကိုယ်မေးလို့တာရင်သူများအကြောင်းကိုလည်းပြန်ပြီးတော့မေးပြရမယ်เนาะအဲ့ဒါမှအရင်ပြီးတာပါ okay yes I am and you ဆိုပြီးတော့ဒီက A အနေနဲ့ပြီးလိုက်ပါမယ်အဲ့တော့ B ကနေပြီးတော့သူကဟုတ်တယ်ဆိုလို့ရှိရင်ဟုတ်တယ်ပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်လည်းမဟုတ်ဘူးပေါ့နော်ဆိုပြီးတော့သူပြန်ကြည့်ပါလိမ့်မယ်ထားပါတော့သူကတော့ I'm here on holiday ဆိုပြီးတော့ပြန်ကြည့်ရတယ်ဆက်ပါနော်အဲ့တော့ကျကအလီစာနဲ့တွေ့ပြီးတော့ပြောတဲ့ပုံစံလေးစာပြီးတော့တွေ့ကြည့်ပါမယ် Hello I'm Algeria Hi I'm Lisa Nice to meet you Lisa You too I'm here on business Yes I am and you I'm here on holiday Okay လောက်ဆိုလို့ရှိရင်တော့ခြေပြောတဲ့ conversation ပုံစံလေးကိုသုံးပြီးတော့ကိုယ့်ရဲ့တငယ်ချင်းနဲ့နှစ်ယောက်အတူ practice လုပ်ကြည့်ပါနော်ပြီးလို့ရှိရင်ကိုယ့်ရဲ့အတန်နေတန်သားလေးတွေကိုလည်း practice လုပ်တဲ့နေရာမှာဒီထားပေးပါဆိုတော့ခြေပေါ်မှာသင်ခဲ့တဲ့အတိုင်းပဲအတန်အနေနဲ့အတက်တာနဲ့ဒီအမဲအလုံးလုံးလေးတင်ထားတဲ့ပုံစံပေါ့နော်အဲ့တော့သူတို့မျိုးပဲအတန်အနေနဲ့အတက်ကြကိုလည်းဒီထားလေး practice လုပ်ထားပါနော်တို့ဒီဟာက beginner level ဖြစ်တဲ့အတွက်ကြောင့် beginner level ကနေစပြီးသင်တာဖြစ်ပါတယ်ဒါပေမဲ့အစာကောင်းမှနှောင်းသိချအောင်ဆိုတဲ့သဘောအတိုင်းပဲเนาะအခြေကိုကြည့်အရှိကအစကတည်းကเนาะသူတို့ရဲ့အတန်နေအတန်သားတွေဒီ native speaker တွေရဲ့ပြောပုံစုပေါက်တွေကိုလေ့လာထားပြီးတော့မှဒီဒါလေး practice လုပ်ထားတော့မှနောက်ပိုင်းမှာပို့ပြီးတော့ကိုယ့်ရဲ့ပြောပုံပြောမှုတွေကပို့ပြီးတော့သဘာဝကျပေါ့နော် level မြင့်လာတယ်လေပို့ပြီးတော့တော်လာတယ်ဖြစ်ပါတော့เนาะ